မိန်းကလေးကသူမဟာကြောက်ဟန်ရန်ကိုမမြူဆွဲခဲ့ဘူးသူကိုယ်တိုင်လည်းလိမ်လည်ခံခဲ့ရတာပါလို့ရှင်းပြတယ်စုနန်စီကိုတောင်းပန်ဖို့ပဲရွာထဲလာတာဖြစ်ပေမဲ့ရွာသားတွေကသူမကိုမယုံမဲရွာကနေချက်ချင်းထွက်သွားဖို့ပြောကြတယ်အဲ့ဒီအချိန်မှာဖူခိုင်ကဝင်တာပြီးဒီကိစ္စကိုသူကိုယ်တိုင်ဖြေရှင်းမယ်လို့ပြောတယ်ဒါပေမဲ့စုနန်စီကတော့တမီးလေးရန်ရန်ကိုခေါ်ပြီးအားလုံးကိုခြံထားခဲ့ကတောင်ဘက်ကိုထွက်သွားခဲ့ပြီးဖြစ်တယ်စုနန်စီဟာတောင်ဘက်မှာအဝတ်အထည်လက်ကားရောင်းနေတယ်လို့သိရတဲ့အခါမိန်းကလေးကလိပ်စာတောင်းပြီးသူမကိုသွားရှာဖို့ဆုံးဖြတ်လိုက်တယ်ညနေနေပြီဖြစ်လို့အန်ဒီရရှိတာကြောင့်ရွာအကြီးအကဲကသူ့အိမ်မှာတညအိပ်ပြီးမနက်မှထွက်သွားဖို့ခေါ်ထားလိုက်တယ်။အဲ့ဒီညမှာရန်ရန်ကသူ့အမေရဲ့စီကနေမနက်ဖြန်သပင်မှာတက်ဖို့လက်ပြပုံစံကလေးလေးဝယ်ပေးမယ်ဆိုတာကြားပြီးအရင်ပြောနေတယ်။တစ်ဖက်မှာတော့ရွာထဲမှာမျိုးသမီးတစ်ယောက်ကမြို့ကလာတဲ့မိန်းကလေးကိုကိုယ်တိုင်တွေ့ချင်ပြီးလိုက်ရှာဖို့လုပ်နေတယ်။ကျောင်းဟန်ရန်ရဲ့အမေကသူ့သားထောင်မကြအောင်ကူညီပေးဖို့မိန်းကလေးကိုဒူးထောက်တောင်းပန်တာဖြစ်တယ်။ကျောင်းဟန်ရန်ရဲ့အမေကတရားရုံးကိုသွားတောင်းပန်ပြီးသူ့သားကိုလွတ်ပေးအောင်ကူညီပေးဖို့မိန်းကလေးကိုတောင်းတယ်။သူ့သားကငယ်သေးပြီးဘဝအတွက်အချိန်များစွာရှိသေးတာကြောင့်ထောင်မကျစေချင်ဘူးလို့ငိုယိုပြီးပြောတယ်။မိန်းကလေးကတော့သူမလည်းမကူညီနိုင်ဘူးဒီအမှုကတရားရုံးကအပြီးသက်စီရင်ပြီးဖြစ်ပြီလို့ပြန်ပြောင်းလို့မရတော့ဘူးလို့ရှင်းပြတယ်ဒါပေမဲ့အမေကလက်မခံပဲသူ့သားကတူးတီတော်သားဖြစ်လို့ထောင်ထဲဝင်သွားရင်သူလည်းအသက်မရှင်တော့ဘူးဒါနဲ့သူဒုက္ခခံမယ်ဆိုပြီးဆက်တောင်းပန်နေတယ်မိန်းကလေးကတော့ကျောင်းဟန်ရွံအတွက်ကိုဘွားကိုအပြစ်ပေးနေကြမလို့ဘူးသူအမားလောက်ထားတာမို့အပြစ်ကိုခံပြီးပြင်ဆင်ရမယ်အမားကိုနားလည်ပြီးပြင်နိုင်ရင်ထောင်ကျဘူးတိတိုင်လူတစ်ယောက်အနေနဲ့ဂုဏ်ယူပြီးပြင်ရတည်နိုင်တယ်လို့ပြောတယ်အဲ့ဒါနဲ့အမေကသူမကူညီပေးချင်လို့ဒါအကြောင်းပြနေတာလို့ဆွဆွဲပြီးဆက်ငိုယူနေတော့မိန်းကလေးကနောက်ဆုံးမှစိတ်မရှိတော့ပဲငိုတော်ပြီးငိုပြီးပြီဆိုရင်ပြန်တော့လို့ပြောလိုက်တယ်စုနန်စီကိုတွေ့တဲ့အခါမိန်းကလေးကအမစုနန်စီမသွားပါနဲ့အောင်ပြောစရာရှိလို့ပါလို့သားတယ်စုနန်စီကလည်းပြောစရာရှိရင်အခုပြောလို့ပြောပေမဲ့မိန်းကလေးကတောင်းပန်ချင်တာကိုစကားနဲ့ထုတ်မပြောနိုင်ပဲတုံဆိုင်နေတယ်နောက်ဆုံးမှာစုနန်စီကသူ့မှာအလုပ်ရှိသေးလို့ဆိုပြီးထွက်သွားလိုက်တယ်အဲ့ဒီနောက်ရန်ရန်ရဲ့နဖူးကိုစမ်းကြည့်တော့အရန်ပူနေပြီးဖျားနေတာသိလိုက်ရတယ်။မိုးဆိုထားတာကြောင့်အဖျားတက်လာတာဖြစ်နိုင်တယ်။စုနန်စီကအိမ်မှာရှိတဲ့အဖျားကျဈေးကိုရှာပေမဲ့ဆေးဘူးကအလွတ်ဖြစ်နေတယ်။အရင်တစ်ခါကမကုန်သေးဘူးလို့ထင်ထားတာကြောင့်အံ့ဩသွားတယ်။ဒါနဲ့အိမ်နီးနားချင်းစီသွားပြီးကလေးဖျားနေလို့အဖျားကျဈေးနည်းနည်းတောင်းပေမဲ့အိမ်နီးချင်းကမကူညီပဲငါ့ကိုလာမနောက်ရှက်နဲ့ဆိုပြီးမောင်းထုတ်လိုက်တယ်။ရန်ရန်ကလည်းခေါင်းမူပြီးတကိုယ်လုံးပူနေတယ်လို့ပြောလာတော့စုနန်စီကနည်းနည်းသိခံတော့အမေဆေးရုံချက်ချင်းပို့ပေးမယ်လို့နေသိမ့်ပေးတယ်။အဲ့ဒီအချိန်မှာမိန်းကလေးကစုနန်စီကိုအဖျားကျဈေးယူပြီးပြန်ရောက်လာတယ်